အမရဲ့အနောက်မှာရှိရဲ့ဒီရဲ့ပတ်တန်ကတ်တွေရဲ့အခုအမရဲ့လက်ထဲမှာကင်ထားတဲ့ဒီပတ်တန်ကတ်တွေကချုပ်ယုံတယုံအတွက်အထည်ကောင်းတစ်ထည်ရဖို့အတွက်ဘယ်လောက်ထိအရေးကြီးတယ်လို့ထင်လဲအားလုံးပဲမင်္ဂလာပါအမကဒီချက်တော်မိပါဒီနေ့မှဗာလေးလာပြောပြပေးရလဲဆိုဒီပတ်တန်ကတ်တွေကဒီကတ်တွေကဘယ်လောက်ထိအရေးကြီးလဲပေါ့နော်ဘယ်လိုပိုင်းတွေမှာအဓိကပို့ပြီးအရေးကြီးလဲ error တွေဖြစ်လာရင်ရောဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့အပိုင်းတွေကိုမှပြောပြပေးမယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်း local စက်ရုံတွေအများကြီးပေါ်ပေါက်လာတာနဲ့အများချွေးဆိုလို့ရှိရင်အုပ်စုမှာ3စုနဲ့ခွဲပြီးပြောပြပေးပါမယ်ပေါ့နော်နံပါတ်1အုပ်စုကကြတော့သူတို့ကိုယ်တိုင်လည်းမချုပ်တတ်ဘူးမဆွဲပတ်တန်တွေလည်းမဆွဲတတ်ဘူးဒါပေမဲ့ချုပ်ရုံတွေတီထောင်ကြတယ်order ကြတဲ့အထည်တွေချုပ်ကြတယ်ပေါ့နော်နံပါတ်2အုပ်စုကကြတော့ချုပ်ရုံပိုင်ရှင်ကိုယ်တိုင်ကလည်းချုပ်တတ်တယ်ပတ်တန်လဲဆွဲတတ်တယ်ပေါ့နော်နံပါတ်3အုပ်စုကကြာလုပ်ငန်းကြီးပိုင်းထဲမှာဖြစ်သွားပြီပေါ့နော်အဲ့တော့ချုပ်ယုံတီထောင်လိုက်တယ်ကိုယ့်ရဲ့ချုပ်ယုံမှာပတ်တန်မေကာတသက်ရှိမယ်ဒီဇိုင်နာတသက်ရှိမယ်ကတ်တင်ပိုင်းတသက်ရှိမယ် production ပိုင်းပေါ့ဆွေးပိုင်းတွေအတွက်တသက်ရှိမယ်ဆိုပြီးတော့အဲ့တော့အဲ့လိုမျိုးအုပ်စု3စုမှာမှနံပါတ်3အုပ်စုကတော့ပြဿနာမရှိဘူးဘာလို့လဲသူက professional တွေနဲ့ပဲတီးသက် team တစ်ခုအနေနဲ့ဖွဲ့စည်းတာဖြစ်တဲ့အတွက်ဘာမှမဖြစ်ပေမဲ့နံပါတ်2ခုပေါ့နော်ပထမတစ်အုပ်စုနဲ့ဒုတိယတစ်အုပ်စုမှာဆိုရင်ပထမတစ်အုပ်စုကခုနကအမပြောခဲ့လို့မျိုးပဲပတ်တန်လည်းမဆွဲတတ်ဘူးချုပ်လည်းမချုပ်တတ်တဲ့အတွက်အပြင်ကနေပြီးတော့မှဟောဒီလိုမျိုးပတ်တန်ကတ်တွေဝယ်တယ်ပေါ့နော်အဲ့တော့ပတ်တန်ကတ်တွေဝယ်တဲ့အချိန်မှာတချို့ဒီဇိုင်းတွေဆိုရင်တော့ကိစ္စမရှိဘူးအဆင်ပြေပေမဲ့တချို့ဒီဇိုင်းမှာဆိုလို့ရှိရင်တော့ error တွေတက်ပြီးတော့အထည်ထွက်နှုန်းတွေကလည်းနဲတယ်ပြီးတော့ production ဘိုင်းကိုလဲပတ်တဲ့အချိန်မှာerror တွေများတဲ့အခါကျတော့အရှိကိုမရောက်ဘူးလို့ခန်းစားမိနေတဲ့လူဖြစ်နေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်နံပါတ်2အုပ်စုကကြတော့လေသူတို့ကိုယ်တိုင်လည်းပတ်တန်ဆွဲတတ်တယ်လုပ်ငန်းသေးတဲ့အချိန်မှာပြဿနာမရှိပေမဲ့လုပ်ငန်းတစ်ခုကအရှိကိုရောက်ဖို့အတွက်တိုးတက်လာတာနဲ့အမျှပေါ့နော်လူတယောက်ထဲကနေပြီးတော့ဒါတွေဒီလိုပတ်တန်ကတ်တွေချုပ်တဲ့အပိုင်းကိုတဦးတယောက်ထဲဦးစီးနိုင်ဘူးဆိုတာတော့လွယ်တဲ့အရာတော့မဟုတ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အမားကိုယ်တိုင်ကလည်းဒီလုပ်ငန်းကိုလုပ်နေတဲ့လူတယောက်ဖြစ်တယ်အမားကိုယ်တိုင်ကလည်း fashion designer တယောက်ဖြစ်တယ်ပြီးရင်ခါကြလို့ရှိရင်အမားကဒီရွှေရင်းသာအဝတ်ထည်ဖြန့်ချီရေးဆိုတဲ့အပိုင်းပေါ့နော်ဒီအထည်တွေတွက်နဲ့ပတ်သက်ပြီးတော့လည်းမဟာအုံဆောင်နေရတဲ့သူလည်းဖြစ်လို့ Grace Fashion School ရဲ့ founder တယောက်လည်းဖြစ်တဲ့အချိန်မှာအမကလေဒီဇိုင်းပေါ့ဒီလိုဒီဇိုင်းတစ်ခုထွက်ပြီဆိုတာနဲ့အမက simple ပဲချုပ်နိုင်တယ် simple ပဲချုပ်နိုင်တယ်ဆိုတာလေ simple ပဲဆွဲနိုင်တယ်ပေါ့နော်အဲ့လိုလဲဆိုတော့အမတယောက်တည်းအစအဆုံးဗဒန်လေးလဲဆွဲညက်လဲညက်ချုပ်လဲချုပ်အလားစက်ရုံအတွက်လဲလဲပတ်ဖို့ဆိုတာလူတယောက်တည်းရဲ့အားနဲ့ဘလို့နည်းနဲ့မှလဲပတ်ဖို့အတွက်အဆင်မပြေနိုင်ပေါ့အဆင်ပြေနိုင်တယ်ဆိုရင်တော့မှရေတိုပဲဖြည့်ပေးမယ်ရေရှည်မှာဆိုရင်လုပ်ငန်းတိုးတက်ဖို့အတွက်ကကိုတယောက်တည်းအားရှိရုံနဲ့အဆင်မပြေနိုင်ဘူးပေါ့နော်အဲ့လိုချိန်မှာကိုတယောက်ကိုပဲမှီခိုပြီးတော့အနောက်က production ဘိုင်းတွေ cutting ဘိုင်းတွေကမှီခိုနေရမယ်ဆိုရင်ကိုလုပ်ငန်းအရှိကိုရောက်လာတော့မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမားတို့ဆိုလဲကိုတကယ်ကိုကျွမ်းကျင်တဲ့အပိုင်းကိုတကယ်ကျွမ်းကျင်တဲ့အပိုင်းဆိုကိုတကယ်ကိုအားသာချက်တွေရှိရဲ့အပိုင်းဆိုရင်အမပတ်တန်ကြီးဆွဲတဲ့အချိန်မှာအရန်ကိုအမအားသာချက်တစ်ခုပေါ့နော်ဘယ်လိုလဲဆိုတော့ဘလောက်ဒီဇိုင်းခတ်တာပဲပြောအမပတ်တန်တွေကိုဘယ်လိုလာအမကိုဆွဲနိုင်တယ်ဆွဲလဲဆွဲဒါကိုယ့်ရဲ့အားသာချက်တစ်ခုကိုပဲအသုံးချပြီးတော့ဒီဒီဇိုင်းတစ်ခုပေါ့မောင်ကပတ်တန်ဆွဲလိုက်ပြီဆိုတာနဲ့မောင်ဆံပဲချုပ်ပြီနမူနာချုပ်တဲ့အချိန်မှာမောင်နမူနာချုပ်တဲ့သူကိုတီးတက်မောင်ကချုပ်ခိုင်းတဲ့အတွက်အမောင်တို့ရဲ့ဒီရဲ့ထွက်လာတဲ့ error တွေရှိနိုင်တယ်ဆံပဲချုပ်တဲ့အချိန်မှာ error ဒါဆိုရင်မောင်ဘယ်လိုဖြေရှင်းမလဲဘယ်လိုပုံစံဘယ်နားလေးမှာဆိုတော့တောက်တွေဘယ်လိုထည့်လိုက်မလဲဥပမာပေါ့လေဘင်းနေရလေးဆိုရင်ဘယ်လိုလေးထည့်ချဲ့လိုက်စသဖြင့်အမောင်ပတ်တန်မေကာတွေကတွေးလို့ရတယ်ဒီဇိုင်နာတွေကတွေးလို့ရတယ်ပေါ့နော်အဲ့တော့အမောင်တို့ရဲ့လေပတ်တဲ့ပုံစံလေးပေါ့ဒါဆိုလို့ရှိရင်ခုနပြောတဲ့အချက်နှစ်ချက်မှာဆိုလို့ရှိရင်လုပ်ငန်းတစ်ခုကိုရှေ့ရောက်ဖို့အတွက်ရဲ့ error တွေဖြစ်နေတဲ့သူတွေအတွက်ကိုအမကတီးသက်အနေနဲ့ပေါ့နော်အမရှိမှမေးကြတယ်တချို့ဆိုလို့ရှိရင်အမကဒီလုပ်ငန်းကိုလုပ်နေတဲ့လူမှန်လည်းတချို့ဆိုတော်တော်များများလည်းသိတယ်ပေါ့နော်သိတဲ့အတွက်လည်းအမရှိမှပတ်တန်ကြီးပဲတီးသက်ဝယ်လို့ရတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်တော့အမရှိမှဒီလိုပတ်တန်ကတ်တွေကိုတီးသက်အပြင်ထုတ်ပြီးမရောင်းပေးဘူးပေါ့နော်အမတို့ရှိမှပဲဒီ design ပေးရုံနဲ့ one stop service ပေါ့နော်ဒီ packaging ပိုင်းထိကို design ပေးရုံနဲ့ပတ်တန်ကနေ packaging ပိုင်းထိကိုမှဟောတာဝန်ယူပေးတာပေါ့နော်အဲ့တော့တချို့တွေကြတော့လေသူတို့မှစက်ရုံတွေရှိတယ်သူတို့မှဒီစက်ရုံတွေပဲသူတို့ချုပ်ချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုသူတို့ကိုယ်ပိုင်ရုံတွေရှိတယ်အဲ့ဒီအတွက်အမရှိမှတီးတန်ပတ်တန်ဝယ်လို့ရလားဆိုရင်အခုကစပြီးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတဲ့အချိန်ကစပြီးတော့အမရှိမှပတ်တန်တွေကြီးပဲတီးတန်ဝယ်လို့ရပါပြီအဲ့တော့ပတ်တန်တွေကြီးပဲအမရှိမှတီးတန်ဝယ်မယ်ဆိုရင်ဘာတွေရမှာလဲအဲ့တော့ဥမာဒီဒီဇိုင်းအပ်မယ်ဆိုလို့ရှိရင်ဒီလိုဒီဇိုင်းကို final ထွက်တဲ့အထိမတို့ sample တစ်ထည်ရမယ်ပေါ့နော်နမူနာတစ်ထည်ချုပ်ထားပြီးသားတစ်ထည်ရမယ်နံပါတ်1ကကြတော့ဘာရမလဲဆိုလို့ရှိရင်ဒီဟာတို့ချုပ်တဲ့
ချုပ်နီးအစင်စင်အဲ့တော့ချုပ်နီးအစင်စင်1 2 3 4ဘယ်လိုတွေချုပ်ရမလဲဆိုတော့ note တွေကအစား production ဘိုင်းကိုလည်ပတ်ဖို့အတွက်ပါအမက note တွေပေးမယ်ပေါ့နော်နံပါတ်3ချက်ကဘာရမလဲဆိုလို့ရှိရင်ရောင်းချတဲ့အချိန်မှာအမရှိမှာဥမာပေါ့နော်စမောအထည်အပ်တယ်ပေါ့စမောဆိုရင်ရောရင်ဘလောက်မှဘလောက်ထိခါဘလောက်မှဘလောက်ထိတင်ဘလောက်မှဘလောက်ထိကိုယ်ရရှိဘလောက်ထိအဲ့လိုဘိုင်းတွေကအစရောင်းချတဲ့အချိန်မှာအဆင်ပြေအောင်လို့ site check လေးရာအစားအမပေးထားမယ်ပေါ့နော်ပေးသွားမယ်ပေါ့နော်နံပါတ်3ကကြတော့အမတို့ရှိမှာဒီ design အပ်တာနဲ့ site check 3ခုရမယ်ကိုကလိုချင်တဲ့ option တော့ရွေးပေါ့နော် small medium large ယူလား medium large XL ယူလား large XL 2XL ယူလားဒါကြိုက်တာရွေးလို့ရတယ်ပေါ့နော်အမတို့ဘက်ကနေပြီးသွားမှာကြတော့ size 3 size ပေးသွားမယ် sample တစ်ထည့်ပေးသွားမယ်ချုပ်နီ process တွေမှာကိုပြောပြပေးသွားမယ်ရောင်းချဖို့အတွက် site check တွေပေးသွားမယ်ပေါ့နော်အဲ့တော့ဒါအမတို့ရှိရနေပြီးတော့ pattern ဝယ်မယ်ဆိုလို့ရှိရင်ရရှိမဲ့အချက်တွေပေါ့ဒါဆိုရင်ဈေးနှုန်းလေးလည်းသိချင်မယ်ထင်တယ်နော်အဲ့တော့ဈေးနှုန်းလေးရဆိုလို့ရှိရင်တော့အမတို့ရှိမှာ design တစ်ခုကိုအနည်းဆုံးတသိန်းခွဲကနေပြီးတော့စပြီးရှိမယ်ပေါ့နော်အဲ့တော့ဒီတသိန်းခွဲကနေပြီးကိုကဒီဇိုင်းတစ်ခုပေါက်သွားခဲ့မယ်ဆိုရင်အများကြီးအချိန်ကြာသုံးလို့ရမယ်ပေါ့နော်အဲ့တော့အမတို့ရှိရနေပြီးတော့ဒီဇိုင်းဝယ်ုံနဲ့အမတို့ကဒီလိုကတ်တွေအထိအမတို့ကထုတ်ပေးသွားမှာပေါ့နော်အဲ့ဒီအတွက်ကိုကပတ်တန်တွေအခက်ခဲဖြစ်နေတယ်ပတ်တန်တွေမှာ error တွေဖြစ်နေပြီးတော့ကိုလိုချင်တဲ့ design တစ်ခုကိုမရနေဘူးဆိုလို့ရှိရင် Viber number 399690 55 ကို appointment လေးယူပြီးတော့လာပြီးတော့ဆွေးနွေးလို့ရပါတယ်အမားတို့စီကနေပြီးတော့ပတ်တန်လဲအမဲချုပ်လဲချုပ်မယ်ပေါ့နော်ပါကင်ကြီးလေးဘိုက်ထိကိုအပ်ချင်တဲ့သူတွေအတွက်ခုနပြောတဲ့ Viber နံပါတ်တွေမှာလာပြီးတော့ appointment ယူလို့ရပါတယ်အမားတို့ဒီလာတဲ့နောက်အပတ်ပေါ့နော်ဒီလာထဲမှာဆိုနောက်အပတ်ထဲမှာဆိုလို့ရှိရင်3ဦးကိုဒါလေးအမကိုလက်ခံပေးသွားမှာဖြစ်တဲ့အတွက်ကိုအတွက်ကိုအတွက်ပေါ့နော်ရက်ချင်းလေးလိုချင်နေဆိုရင်တော့အခုပဲ Viber နံပါတ်လေးမှာ appointment လေးလာပြီးတော့ယူထားလိုက်တော့နော်အားလုံးပဲတတ်တာပါ